ပြီးတော့သူကဘာပြောထားလဲဆိုတော့လူတစ်ယောက်ရဲ့ဒီ lifestyle နဲ့ဒီ personality တွေကတဲ့ပြောင်းလဲလို့ရတယ်တဲ့ဘာလို့ပြောင်းလဲလို့ရတာလဲဆိုရင်တဲ့လူတစ်ယောက်ရဲ့ဘဝနေထိုင်မှုပုံစံဆိုတာသူ့ရဲ့ဒီအတွေးနဲ့သူ့ရဲ့လှုပ်ဆောင်မှုနှစ်ခုပေါင်းစပ်ထားတဲ့အရာပေါ့နော်လူတော်တော်များများကဒီ personality ဆိုလို့တစ်ခုလုံးတွေးလိုက်တဲ့အခါမှာpersonality ကိုနေပြောင်းလဲလို့မရဘူးနင်ကဒီလိုမျိုးဟာနဲ့မွေးဖွားလာတာဖြစ်တဲ့အတွက်ကြောင့်နင့်ရဲ့ဘဝတစ်သက်တာလုံးကဒီလိုပဲဖြစ်နေမှနင်ကအဲ့လိုမျိုးထင်တယ်တကယ်တော့တဲ့ဒီ personality ဆိုတာက personality လို့မမြင်ဘဲနဲ့ပေါ့နော်ဒီလူတစ်ယောက်ကလောကကြီးကိုဘလို့မြင်တဲ့အမြင်ဆိုတာလို့တွေးလိုက်တဲ့အခါကျလို့ရှိရင်ပြောင်းလဲလို့ရတယ်တဲ့ဥပမာမကောင်းမြင်စိတ်ရှိရဲ့သူလို့မမြင်မဲနဲ့သူကလောကကြီးကိုတက်မကောင်းမြင်နေတာဆိုတဲ့ပုံစံမျိုးတွေးလိုက်လို့ရှိရင်ပြောင်းလဲလို့ရတယ်ဆိုတာကိုတဲ့သွားပြီးတော့တွေးလိုက်မယ်ဆိုပြီးတော့ဒီပြောထားတယ်ပေါ့နော်အဲ့မှာသူဘာကိုပြောထားလဲဆိုတော့ဒီလူငယ်တယောက်ကသူကဝတ္ထုရေးတဲ့စာရေးဆရာဖြစ်ချင်တယ်သူ့ရဲ့တစ်ဖက်မှာလည်းပဲအလုပ်ရှိရပေါ့နော်သူကပေါ့နော်ဘယ်လိုမျိုးအမြဲတမ်းပြောလဲဆိုတော့သူကဝတ္ထုစာရေးဆရာတယောက်ဖြစ်ချင်တာဒါပေမဲ့သူ့ရဲ့အလုပ်ကြောင့်သူ့မှာမအားမလက်နိုင်အောင်ဖြစ်နေရပေါ့အဲ့ဒါကြောင့်မလို့သူမှာစာအုပ်တုပ်တာမပြီးဘူးပေါ့အဲ့ဒါကြောင့်မလို့သူကဝတ္ထုစာရေးဆရာမဖြစ်တာပေါ့ကွယ်သူကအဲ့လိုမျိုးအမြဲတမ်းပြောတယ်ပေါ့သူကအဓိကကတဲ့ဘာလို့လဲဆိုတော့သူကိုယ်တိုင်ကိုဒီပြီးအောင်မရေးချင်တာအဲ့ဒါကြောင့်မလို့ဒါကိုအချိန်မရှိဘူးဆိုတာကို तू ကဒီအကြောင်းပြချက်အနေနဲ့သုံးနေတာပေါ့နော်တကယ်လို့တဲ့ तू ကဒီအသက်တွေကြီးလာပြီးတော့ဓမ္မထလာအိမ်အောင်နေကြသွားရဲဆိုရင်လည်းသူ့ရဲ့ဒီအကြောင်းပြချက်ကပြောင်းသွားမှာပေါ့နော်ဒီမိသားစုကြောင့်အချိန်မရလို့ဒီအလုပ်ကဒါအောင်မလုပ်ဖြစ်ဘူးပေါ့နော်အဲ့လိုမျိုးပုံစံမျိုးကို तू က excuse အဖြစ်နဲ့ तू ကပေးနေမှာဆိုပြီးတော့ तू ကဒီစာအုပ်ထဲမှာပြောထားတယ်တကယ်ကြတော့ဘာလဲဆိုလို့ရှိရင်ဒီလူငယ်က तू ဝတ္ထုစာအုပ်ကို तू ရေးလိုက်ပြီးတော့သူ့ရဲ့ဝတ္ထုစာအုပ်ကိုလူတွေကဝိုင်းပြီးတော့ဒီ judge လုပ်ကြမှာနောက်ပြီးကြလို့ရှိရင်ဒီသူ့ရဲ့ဝတ္ထုကမအောင်မြင်မှာကို तू ကစိုးရိမ်ကြောက်ရွံ့တဲ့စိတ်ပေါ့နော်အဲ့လိုမျိုးကြောက်တာပေါ့အဲ့လိုကြောက်တဲ့အတွက်ကြောင့်မလို့ तू ကဒီဝတ္ထုစာအုပ်ကိုပြီးအောင်မရေးချင်ဘူးအဲ့ဒီဟာကိုပြည့်မြောက်ဖို့အတွက်ဒီအချိန်မအားနိုင်ဘူးလုပ်လို့ရေးလို့မရဘူးဆိုတာအကြောင်းပြချက်အနေနဲ့သုံးတာဆိုပြီးတော့ဒီစာအုပ်ထဲမှာရေးထားတာအဲ့အချက်ကမှန်တယ်ဆိုတာကိုသွားပြီးတော့တွေ့တယ်စင်ဒီဒီဗီဒီယိုအစကပြောခဲ့သလိုပဲစင်ဒီကဒီပေါ့နော်ဒီမြန်မာပြည်မှာနေနှုံးကလည်းတွေးတယ်ပေါ့ဒီစင်ကာပူရောက်လာလို့ရှိရင်ငါပို့ပြီးတော့ဒီအလုပ်တွေပို့ပြီးတော့ပြီးတော့မှာပဲပို့ပြီးတော့ငါဘွားကြီးကပျော်စရာကောင်းသွားမှာပဲဆိုပြီးတော့အဲ့လိုတွေးတယ်ဒီတခြားလူတွေလည်းပဲအဲ့လိုမျိုးရှိရတယ်နော်ငါဒီလုံမှမလို့ငါစိတ်ဆင်းရဲနေတာငါဒီလိုမျိုးကြီးကြုံတွေ့နေရတာဒီနောက်တစ်ခုကိုပြောင်းလိုက်တယ်ဆိုရင်စင်ပြေသွားမှာပဲဒါမှမဟုတ်အခုကပတ်စံ900ရှိရဆိုရင်ငါပတ်စံ900ရှိလို့ဒီလိုဖြစ်နေတာငါလည်းချမ်းသာသွားရင်ဒီလိုဖြစ်မှာပဲဒါမှမဟုတ်ရင်လည်းငါကဒီလိုမျိုးရုပ်ရည်ရှိနေလို့ဒီလိုမျိုးမိဘရှိနေလို့ဒီလိုမျိုးအတိုင်းဝိုင်းရှိနေလို့ဒီလိုမျိုးပတ်ဝန်းကျင်ရှိနေလို့ဒီလိုမျိုးပညာရေးကြောင့်ဒီလိုမျိုးဖြစ်နေတာငါသာသူ့လိုမျိုးဆိုရင်သူ့လိုမျိုးမိသားစုအတိုင်းဝိုင်းတောင့်တင်းနေဆိုရင်သူ့လိုမျိုးဘာဖြစ်တယ်ဆိုရင်ပေါ့အဲ့လိုမျိုးအကြောင်းအရာတွေပြောနေရဆိုတာတကယ်တော့ဒီ excuse တွေအနေနဲ့သူတို့ကသုံးနေတာတဲ့တကယ်ကိုကအဲ့ဒီနေရာကိုရောက်သွားပြီးတော့ဖြစ်လာတဲ့အခါမှာဆိုရင်လေပို့ပြီးတော့ကောင်းမှုပြီးပို့ပြီးတော့ရှော့မွေ့သွားတာမျိုးမဖြစ်ရဘူးဆိုတာကိုတွေးလိုက်မယ်ဆိုပြီးတော့သူကပြောထားရပေါ့နော်ဒီအဲ့စာအုပ်ကိုဖတ်ပြီးတော့ဒီစင်ဒီရှိမှာပြောခဲ့တဲ့အချက်လေးတွေကိုတွေးတဲ့အခါမှာကိုယ့်အနေနဲ့ကိုပြန်ပြီးတော့သုံးသပ်မိသွားတော့ငါကဒီလိုလုပ်နေမိတာပဲဆိုတဲ့စိတ်မျိုးဝင်သွားရပါတော့ပြီးတော့ကိုယ့်အနေနဲ့ကိုလည်းသတိထားမိသွားတယ်ဒါဆိုရင်ငါကအတိတ်ကိုပြန်ပြီးတော့အတိတ်ကငါနဲ့ရှင်းပြရင်ပြီးတော့စိတ်ဆင်းရဲနေကြမလို့ငါနာကမှဘယ်လိုပုံစံမျိုးဖြစ်ရှင်တာလဲအဲ့ဒီဖြစ်ရှင်တာကိုအခုယခုမှဒီလုပ်တဲ့အကောင့်ထဲပေါ်ရဲဆိုရင်ဖြစ်နိုင်တယ်ဆိုပြီးတော့ dream မိပြီးတော့မှအတိတရားပြန်ဝင်လာတယ်ပေါ့နော်အဲ့ကြတော့ဒီရင်တော့ငါဒီလိုအခုကြတော့ဒီလိုမဟုတ်ဘူးဆိုတဲ့စိတ်မျိုးမရှိတော့ဘူးအခုပြစ္ဆုတ်ပံမှာစူးစမ်းနေတယ်အနာဂတ်မှာငါဒီလိုဖြစ်ရှင်တဲ့ပုံစံမျိုးပေါ့နော်အခုကိုလက်ရှိဖြစ်ရှင်တဲ့ပုံစံကိုကိုလက်ရှိစူးစမ်းနေတယ်အဲ့ခါမှာလို့အရင်လိုမျိုးဒီ inferiority လို့ခေါ်တဲ့ဒီကိုရဲ့တိမ်ငယ်စိတ်အားငယ်စိတ်ကိုကနောက်ကျကျန်နေစိတ်ကိုသိပ်ပြီးတော့မခံစားရတော့နောက်ဆုံးတစ်ခုအနေနဲ့ကတော့ဒီစာအုပ်လေးတွေကမဟုတ်ဘူးစင်ဒီက presentation အတွက်မဟတ္တမခန္ဒီအကြောင်းကို presentation လုပ်ရင်းနဲ့ပေါ့နော်တွေ့လာတဲ့ဒီမဟတ္တမခန္ဒီရဲ့စာဆိုလေးပေါ့
ကိုယ်တိုင်ကဘာလို့ရမှမသိကိုယ့်အနေနဲ့ကိုပျောက်ဆုံးနေရဆိုရင်ကိုပြန်ရှာဖို့အကောင်းဆုံးနည်းလမ်းကတော့သူများကိုပြန်ပြီးတော့ကူညီဖို့ပေါ့နော်အဲ့ခါကျတော့ကိုယ်တိုင်ကဘာဖြစ်ရှင်မှမသိဘူးဖြစ်နေတဲ့ခါမှာနောက်ဆုံးဘာမှရှာလို့မရတော့ဘူးဆိုရင်ကိုကသူများကိုအခုလက်ရှိရောက်နေတဲ့အချိန်တွေကနေပြီးတော့ဘာကူညီပေးနိုင်လဲသူတို့ဘာတွေပြန်ပြီးတော့ဝေမျှပေးနိုင်လဲအဲ့ဒီဟာပေါ်မူတည်ပြီးတော့ကိုကြိုက်နှစ်သက်တာကိုကပြန်ပြီးတော့လှုပ်ရင်းအားဖြင့်ကိုပြန်ရှာဖွေတွေ့နိုင်ပါတယ်စင်ဒီကူလုံးနေရဆိုရင်လည်းဒါစင်ဒီဘာလို့ရမလဲရလို့တေးသေးချာချာသိတာမျိုးမဟုတ်ဘူးဒါပေမဲ့ပြန်တွေးကြည့်လိုက်တော့ကိုကစာဖတ်ရကြိုက်တယ်ဒါမျိုးဒီပညာသင်စုအကြောင်းအရာတွေရှိရယ်ပြီးလူငယ်လည်းငါလိုမျိုးပဲခံစားနေရမှာပဲငါကအခုလိုမျိုးစိတ်ပြန်ပြီးအဆင်ပြေလာပြီဆိုတော့ဒီအကြောင်းအရာလေးတွေကိုငါပြန်ပြီးတော့ဝေမျှပေးမယ်ဒီလိုစိတ်မျိုးနဲ့စင်ဒီကဒီ channel လေးကိုစပြီးတော့ဒီလုပ်ဖြစ်တာပေါ့နော်အဲ့လိုလုပ်တဲ့အခါမှာစင်ဒီဘာကိုတွေ့ရလဲဆိုတော့ထူးဆန်းစွာနဲ့ပဲစင်ဒီဒီဗီဒီယိုတစ်ပုဒ်ကိုလုပ်ဖို့ဆိုလို့ရှိရင်ဒီလိုအပ်တဲ့အချက်လက်တွေကိုဖတ်တာလည်းအချိန်ပေးရတယ်နောက်ပြီးဗီဒီယိုရိုက်မှုကိုလည်းစင်ရအစပထမဆုံးရိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့အချိန်အများကြီးပေးရတယ်ပြီးတော့စိတ်ထဲမှာလည်းပဲဒီကြောက်ရွံ့စိတ်ရှိရယ်ကိုပြောလိုက်တဲ့စကားလုံးထဲမှာအမှားပါသွားတဲ့အခါမှာသူများကကိုအပြစ်တင်ဝေဖန်မှာမျိုးပေါ့နော်အဲ့လိုစိတ်တွေလည်းတွေးမိရမျိုးရှိရယ်ဒါပေမဲ့လို့အဲ့ဒါတွေကိုစူးစမ်းပြီးတော့မတွေးဘဲနဲ့ဒီကိုလုံးနိုင်တဲ့ဒီဗီဒီယိုရိုက်တယ်ပြီးတော့ edit လုပ်ဖို့ဆိုရင်လည်းဘာမှ edit စရာသိမပါဘူးမယ်စင်ရလုံးနေကြမဟုတ်တော့နည်းနည်းတော်တော်ကိုမှကြာတယ်ပေါ့နော်ဒါပေမဲ့စင်ဒီကဒီစိတ်ပြက်အားရောတာမျိုးမခံစားရဘဲနဲ့အခုလိုမျိုးဒီလုတ်ပြီးနေရတာကိုပျော်တယ်ဒီကိုပေးလိုက်တဲ့အကြောင်းအရာကသူများကိုအကျိုးပြုစေတဲ့အရာဆိုလို့ရှိရင်အဲ့လိုတွေးမိလိုက်တာနဲ့တင်ကိုအတွက်ဒီ motivation ရှေ့ဆက်သွားဖို့ပေါ့နော် motivation ရစေတယ်အဲ့ဒါကြောင့်မလို့ဒီလူငယ်တွေအနေနဲ့ဆိုလို့ရှိရင်စင်ဒီရှေ့အချက်လက်တွေပြောခဲ့သလိုပဲကိုတိုင်းဒီလိုမျိုးချက်လက်တွေကြုံတွေ့နေတဲ့အခါမှာအားမငယ်ပါနဲ့စိတ်ညစ်ပါနဲ့ဒီလူငယ်တိုင်းလူတိုင်းပေါ့နော်ဒီလိုမျိုးຢာတွေကဒါကြုံတွေ့နေကြပဲရေးကြီးတာကကိုကဒီတက်တီလေးရှိဖို့ပေါ့နော်ကိုပြောင်းလဲခြင်းစိတ်ရှိဖို့စူးစမ်းခြင်းစိတ်ဒီတက်တီလေးရှိဖို့လိုအပ်တယ်ပြီးတော့ကိုကပထမဆုံးခြေလမ်းဖြစ်နေဒီစပြီးတော့ဒီကိုရဲ့အခြေအနေကိုလက်ခံနိုင်အောင်စူးစမ်းမယ်ပြီးဘာကိုစပြီးတော့ပြောင်းလဲလို့ရမလဲဘာကိုပြောင်းလဲချင်တာလဲဒါမျိုးတွေအဆင့်စီခြာရေးတွေးပြီးတော့ကိုလိုချင်တဲ့ဘဝကိုဒီပုံဖော်နိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့လူငယ်တွေအနေနဲ့လည်းပျော်ရွှင်ပါစေဘဝမှာကိုဖြစ်ရှင်တဲ့ပုံစံတိုင်းပုံဖော်နိုင်ပါစေစင်ဒီကပတ်စဉ်ဗီဒီယိုလေးတွေကိုဒီ podcast အစီအစဉ်အတွက်စနေနေ့တိုင်းမှာ update လုပ်ပေးဖို့စူးစမ်းဖြစ်တဲ့အတွက်ကြောင့်နောက်လာမယ့်ဗီဒီယိုလေးတွေကိုကြည့်ချင်နေဆိုရင်လည်းစင်ဒီရဲ့ဒီ Facebook page နဲ့ YouTube နှစ်မျိုးလုံးမှာဒီ subscribe လုပ်ပြီးတော့ဗီဒီယိုအသစ်လေးတွေကိုကြည့်လို့ရပါတယ်အခုချိန်ဒီစင်ဒီရဲ့ဗီဒီယိုလေးတွေကိုကြည့်ပေးကြတဲ့သူတိုင်းကိုလည်းကျေးဇူးတင်ပါတယ်လို့စင်ဒီပြောချင်ပါတယ်စင်ဒီရဲ့ YouTube channel လေးကိုလည်းစင်ဒီ link လေးကိုဒီ post ရဲ့ထဲမှာထည့်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်Facebook မှာ VPN ခံပြီးတော့မကြည့်ချင်ဘူးဆိုတဲ့သူတွေအတွက်ဒီ link လေးကိုနှိပ်ပြီးတော့ YouTube မှာသွားပြီးတော့နားထောင်လို့ရပါတယ်